ပါ relationship တဲ့သူတွေတိုင်းဒီရဲ့စာအုပ်လေးကိုစောင့်ဆောင်ထားတဲ့ပါတယ်အခုလက်တလုံးမှာကိုယ့်ရဲ့ relationship ဟာလမ်းခွဲခံရမလို့ဖြစ်နေတယ် relationship မှာခန်းစားချက်တွေအေးဆက်နေပြီးတော့မှတယောက်ကိုတယောက်ခန်းစားချက်တွေစကားပြောစရာမရှိတဲ့အခိုက်အတန့်မျိုးတွေဖြစ်နေတယ်နောက်တစ်ခုကိုယ့်ရဲ့ချစ်သူပေါ်မှာကိုတတိမထားမိလိုက်ပဲနဲ့အချိန်ချင်းနာကျင်အောင်လုပ်နေမိတဲ့အခိုက်အတန့်တွေရှိတယ်အဲ့ဒီအရာတွေအတွက်ကိုဖြည့်ရှင်းနည်းတွေလမ်းညွှန်ချက်တွေဒီရဲ့စာအုပ်လေးထဲမှာပါဝင်ပါတယ်အဲ့တော့ဒီရဲ့စာအုပ်လေးကိုကိုအနေနဲ့ဆောင်ထားလိုက်မယ်ဆိုလို့ရှိရင်ဘာကြောင့်လို့ကိုယ့်ရဲ့ချစ်သူရဲ့ဆက်ဆံယူတွေဟာအေးဆက်နေရတာလေကိုနဲ့စကားမပြောဖြစ်တော့တဲ့အကြောင်းရင်းတွေဟာဘာတွေများဖြစ်နေမလဲနောက်တစ်ခုကိုယ့်ရဲ့ချစ်သူပေါ်မှာကိုဟာသတိမထားမိလိုက်ပဲနဲ့အချိန်ချင်းနာကျင်အောင်ဘာတွေလုပ်နေမိတာလဲဆိုတဲ့အရာကိုကောင်းကောင်းသိရှိသွားနိုင်မှာဖြစ်ပြီးတော့မှကိုယ့်ရဲ့ relationship ကိုလည်းနှွေးထွေးအောင်လုပ်ပြန်လဲပြီးတော့မှတည်ဆောက်လာနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့ဒီရဲ့စာအုပ်လေးကိုမှာယူချင်တယ်ဆိုလို့ရှိရင်တော့စာအုပ်တိုင်းမှာစာအုပ်ဆိုင်တိုင်းမှာဝယ်လို့ရပါတယ်တကယ်လို့ဘယ်စာအုပ်ဆိုင်မှာဝယ်လို့ရလဲဆိုတာမသိဘူးဆိုလို့ရှိရင်မင်းစင် comment လေးမှာ link လေးချပေးထားမှာပဲဖြစ်ပါတယ်နာမည်လေးလည်းရေးထားပေးမယ်ပေါ့နော်တကယ်လို့သိချင်တာရှိရဆိုလို့ရှိရင်လည်းမင်းစင်ကိုလာပြီးမေးလို့ရပါတယ် relationship နဲ့ပတ်သက်ပြီးတော့မှ mindset ပိုင်းကိုမျှဝေပေးနေတဲ့မိတ်ဆွေမဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်